ဟာကဘာနဲ့ရင်ပေါင်တန်းပြီးတော့ပြေးမိခြင်းနဲ့ဆိုရင်ပြေးမှရမယ်တခြားလူတွေလို့လမ်းလျှောက်လို့ကျမတို့နောက်ကကြာရင်ခက်မှာပဲကျမဥပမာအဖြစ်ပြောမယ်ကျမတို့ပညာရေးဘက်မှာကျမတို့တိုးတက်ဖို့အတွက်အင်တာမစူးစမ်းခဲ့ပါတယ်ဒီနေ့၄နှစ်အတွင်းမှာဆိုလို့ရှိရင်ကျမတို့နိုင်ငံရဲ့တက္ကသိုလ်တွေဟာကမ္ဘာအဆင့်အရဆိုတော့တက်လာပါတယ်ကမ္ဘာအဆင့်အရတက်လာတယ်ဆိုတော့ကျမတို့တိုးတက်မှုရှိလို့ဒါပေမဲ့အာဆီယံနိုင်ငံတွေအတွင်းမှာဆိုကျမတို့အဆင့်ကကျသွားပါတယ်အဲ့ဒါဘာလို့ဆိုလိုလာလဲဆိုတော့တခြားအာဆီယံနိုင်ငံတွေတခြားကျမတို့ဒေသနိုင်ငံတွေဟာကျမတို့ရဲ့ပို့ပြီးတော့မြန်ပြေးနေတယ်ဆိုတာပြတာပဲဒီတော့သူတို့အဆင့်ကကျမတို့အဆင့်တွေပို့ပြီးတက်သွားတဲ့ခါကျတော့ဒီကမ္ဘာလုံးနဲ့စာရင်ကျမတို့အဆင့်တက်လာပြီမယ်ကျမတို့ဒေသနဲ့စာရင်ကျမတို့အဆင့်ဟာနှိမ့်ပါသေးတယ်ဒါကြောင့်ကျမတို့ပြည်သူတွေစူးစမ်းဖို့လိုတယ်ဆိုတာကျမပြောတာပါကျမခဏပြောပါတယ်ချမ်းသာတဲ့မိသားစုတစ်ခုနဲ့ဆင်းရဲတဲ့မိသားစုတစ်ခုဟာမတူပါဘူးချမ်းသာတဲ့မိသားစုကတဲ့ကလေးတွေဆိုလို့ရှိရင်အိမ်ပြန်လာလို့ရှိရင်ခုခပ်ပြီးသားထမင်းကိုထိုင်စားလို့ရပါတယ်ဆင်းရဲတဲ့မိသားစုဆိုရင်မိသားကိုဝိုင်းဝန်းပြီးတော့ကူညီရပါတယ်ကျမတို့ကလည်းဒီအတိုင်းပါပဲကျမတို့ရဲ့နိုင်ငံတိုးတက်စေခြင်းကိုယ်တိုင်ဝိုင်းဝန်းပြီးတော့ကူညီမှဖြစ်မှာပါအဲ့လိုကူညီနိုင်တဲ့အခွင့်အရေးရတာကိုဂုဏ်ယူစေချင်ပါတယ်ဝမ်းသာစေချင်ပါတယ်ငါတို့ဟာပင်ပန်းလှုပ်ရလေခြင်းဆိုတဲ့စိတ်ဓာတ်မထားစေချင်ပါဘူးငါတို့ဟာတကယ်ကိုငါတို့နိုင်ငံအတွက်လှုပ်ပေးနိုင်တဲ့အချိန်ခါမှာမွေးဖွားလာလို့ငါတို့နိုင်ငံတိုးတက်ရေးအတွက်ရုန်းကန်နေတဲ့အချိန်မှာငါတို့ဟာလှုပ်ပိုင်ခွင့်ရှိလို့ငါတို့အထုအခွင့်အရေးရတဲ့နိုင်ငံသူနိုင်ငံသားတွေပဲလို့ဒီလိုပဲစိတ်ထဲမှာထားစေချင်ပါတယ်ကျမအနေနဲ့လည်းကျမတို့နိုင်ငံအတွက်ရုန်းကန်ရတာအပင်ပန်းခံရတာဂုဏ်ယူစရာလို့ပဲကျမတို့သတ်မှတ်ပါတယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်အရာကိုယ့်ရဲ့ဆန္ဒအရာကိုယ့်နိုင်ငံကိုတိုးတက်အောင်လုပ်ဖို့အတွက်ကူညီဖို့အတွက်ထောက်ပံ့ဖို့အတွက်အပင်ပန်းခံနေဆိုတာဟာအင်မတန်မှကျေနပ်စရာကောင်းတဲ့အလုပ်ပါဒါကြောင့်ကျမတို့ပြည်သူတွေအားလုံးပါစေချင်ပါတယ်ကျမတို့ဒီလိုခရီးလာတဲ့ထွက်တယ်ဆိုရင်ပြည်သူတွေရဲ့ထောက်ခံမှုပြည်သူတွေရဲ့အားပေးမှုဟာကျမတို့အတွက်အဓိကအရေးကြီးဆုံးကိစ္စပါပဲဒါပေမဲ့ဒီအားပေးမှုထောက်ခံမှုတွေဟာမျက်စိစုံမှိတ်ပြီးတော့ထောက်ခံမနာတွေမဖြစ်စေချင်ပါဘူးဒါကြောင့်မလို့ကျမတို့ကနေပြီးတော့ဒီလိုပြည်သူနဲ့တွဲဆုံပွဲတွေလုပ်ထားပါကျမတို့အစိုးရဘာတွေလုပ်နေလဲဆိုတာပြည်သူသိချင်တာတွေကိုကျမတို့တင်ပြနိုင်တဲ့အခွင့်အရေးရှိတယ်ပြည်သူတွေရဲ့စိုးရိမ်မှုတွေမျှော်မှန်းချက်တွေလိုအပ်ချက်တွေကိုကျမတို့အနေနဲ့နားထောင်ပိုင်ခွင့်ရှိတယ်ဒီခလဲမှာဘာဖြစ်နေတာလဲဒီခလဲမှာရှိနေတဲ့ပုံကိုယ်တွေကထိုင်မှလားမထိုင်ဘူးလားထိုင်လိုက်ပါကျမခဏပြောတယ်နော်နိုင်ငံတနိုင်ငံအတွက်တဦးချင်းစီကံရှိခြင်းဟာအင်တာမအရေးကြီးပါတယ်ဆိုတာအဲ့ဒီကျမကပြည်သူလူထုကိုအများကြီးလေးစားပါတယ်မေတ္တာလည်းထားပါတယ်ဒါပေမဲ့ဒီလိုကိစ္စတွေမှာတော့ကျမအလိုမလိုက်နိုင်ပါဘူးဒီလိုအလိုလိုက်တဲ့ဟာပြည်သူကိုပျက်စီးအောင်အားပေးနေတာနဲ့တူပါလိမ့်မယ်ဒါကြောင့်မလို့စီကံရှိတော့နေပါခလဲမှာရောက်နေခြင်းလို့ရှိလို့ရှင်ထိုင်ပါမထိုင်ခြင်းလို့ရှိလို့ရှင်ဟိုအပြင်ဘေးမှာသွားပြီးတော့ထနေလို့ရပါတယ်လူတိုင်းဟာသူ့နေရာသူတိဖို့ဆိုတာအင်တာမအရေးကြီးတယ်ဆိုတော့ကျမတို့ပြည်သူတွေသဘောပေါက်တယ်နော်လူတိုင်းဟာကိုယ်နေရာကိုသိမှကိုယ်နဲ့မှန်ကန်တဲ့နေရာမှာယက်တီမှသာသိက္ခာရှိတာပါဒီအပြင်ဘက်ကပရိသတ်တွေကမတ်တထနေတာပရိသတ်တွေရဲ့သိက္ခာပဲအပြင်ဘက်မှာမတ်တထတဲ့အပင်ပန်းခံနေနေပူခံနေဒါပေမဲ့အထဲမှာရောက်နေပြီးတော့အရိပ်အောက်မှာရောက်နေပြီးတော့အလဲမှာရောက်နေပြီးတော့လည်းမတ်တထခြင်းနေဆိုရင်တော့ဒါမတင့်တယ်တော့ပါဘူးအဲကြောင့်မလို့ကျမတို့အားလုံးဟာကိုယ့်နေရာကိုသိဖို့လိုတယ်ကိုယ့်နေရာဟာကိုယ်နဲ့သင့်တော်တဲ့နေရာလားဆိုတာကိုမှန်းဆတတ်တဲ့အလေးအကျင့်နဲ့ရှိဖို့လိုပါတယ်အဲ့ဒီမှာတင်းတဲ့နေနိုင်မှကျမတို့နိုင်ငံတင့်တယ်မှာပါကျမတို့ပြည်သူတွေအနေနဲ့ကိုယ့်ရဲ့စိုးရိမ်မှုတွေမျှော်လင့်ချက်တွေကိုကျမတို့ပုံပွင့်လင်းတင်ပြပိုင်ခွင့်ရှိပါတယ်အခုဒီလိုလာတဲ့အခါမှာပြည်သူတွေရှိရမေးခွန်းတွေကိုကျမတို့ဖိတ်ခေါ်ပါတယ်ဒါပေမဲ့အားလုံးကတော့မေးခွန်းပေးဖို့အချိန်မရှိပါဘူးအချိန်မရှိလို့အားလုံးရဲ့မေးခွန်းတွေကိုကျမတို့လက်မခံနိုင်ဘူးဆိုလို့ရှိရင်တောင်မှတိုင်ကြားစွာဌာနရှိပါတယ်ဒီအပြင်သားမှာရှိပါလိမ့်မယ်အဲတိုင်ကြားစွာဌာနမှာကိုပြောချင်တာတွေကိုတင်ပြချင်တာတွေကိုတောင်းဆိုချင်တာတွေကိုအားလုံးလွတ်လပ်နဲ့ကိုယ့်ရဲ့နာမည်နဲ့ကိုယ့်ရဲ့လိပ်စာနဲ့တင်ပြပိုင်ခွင့်ရှိပါတယ်နာမည်နဲ့လိပ်စာနဲ့တင်ပြပါလို့ကျမတို့ပြောတာတော့အဓိကအကြောင်းရင်းကနှစ်ခုပါပဲတစ်ခုကနာမည်သိမှလိပ်စာသိမှကျမတို့တုံ့ပြန်လို့ရပါလိမ့်မယ်နောက်တစ်ခုကနေပြီးတော့ကိုပြောတဲ့ကိစ္စကိုမှန်တယ်ထင်လို့ပြောလို့ရှိရင်ပြောရရမယ်နာမည်ဖုံးဖိထားကြမလို့ကိုကမှန်ကန်ပြောနေလို့ရှိရင်ကိုဟာဘလူးလဲဘယ်မှာနေလဲဆိုတာပြောနိုင်ရမယ်
ပြောရဲရမယ်အဲ့ဒါကြောင့်မလို့ကိုတိုင်ကြရာရှိလို့ရှိရင်နာမည်နဲ့လိပ်စာကိုအပြည့်အဝကိုထည့်ပါဆက်သွယ်လို့လည်းရတယ်ကိုဟာဒီကိုပြောတဲ့ကိစ္စဘက်ကနေပြီးတော့မတတ္တိရှိရှိနဲ့ယက်တည်နိုင်တယ်ဆိုတာကိုဖော်ပြရလဲရောက်ပါတယ်